ဒီအမားကသူ့တငယ်ချင်းစပင်ကောက်ထားလေးကိုကြည့်ပြီးညီမတို့ခုံဖားကိုအမားလည်းစပင်ကောက်ချင်တယ်ဆိုပြီးရောက်လာတယ်ပေါ့နော်သူ့တငယ်ချင်းကိုညီမပဲကောက်ပေးထားတာပါဖြစ်ချင်တော့ဒီအမားရဲ့ဆန္ဒကကြတော့သူအရင်တော့လည်းကောက်ဘူးတယ်အဖျားတွေလည်းခြောက်နေတယ်ပြီးတော့အနက်ဆေးတွေလည်းသူတစ်လားတစ်ချိန်လောက်တော့အမြဲတမ်းဆူးပြစ်တယ်ပြောတယ်ဆန္ဒတော့တော်တော်ခြောက်နေပေါ့နော်ဒါပေမဲ့သူကောက်ဖို့တောင်းဆိုထားတော့ညီမတို့စန္ဒာကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာကောက်လို့ရတဲ့အနေအထားတော့ရှိရပေါ့နော်အဲကြောင့်ဒီအမကိုဘယ်လိုပုံစံလေးကောက်ပေးမလဲဆိုတာတော့တစ်ချက်လောက်ဆောင်ကြည့်ပေးနော်ပင်တိုင်းဆန်ရွှေပုံနဲ့စိတ်ထဲဝါစွာအစလန်ဖို့အဖို့အာယုံမယူဘူး hey တကားရောက်ဆောင်အချင်းဖက်မေကိုလူလေလာရလန်တိုင်းချိန်မလုံးငင်ပြန်မ only အင်ချီရကိုမြို့ဖွေယူကိုစာဖွေလို့မစုံနိုင်သေးထိမ့်သိမ့်အရာထိမ့်သိမ့်လိုက်တာမိမသားတို့တန်ဖို့ပါ